ဗီဒီယိုရဲ့အစမှာတော့အီဒိုထန်းစိတ်ဂျစ်ဆိုနဲ့အခေါင်တစ်ခေါင်ထပ်လာပါတယ်။နောက်တော့အခေါင်ရဲ့တကားကြီးကပွင့်ကျလာပါတယ်။အထဲမှာရှိနေတာကတော့နှာပူးဆရာကြီးဂျရိုင်းရပဲဖြစ်ပါတယ်။ဒီလိုနဲ့သူကနိုးထလာပါတယ်။ဟင်ပါလေဟာ။နောက်အသက်ပြည့်ရှိလာထိုးဆန်းလိုက်တာ။ဒါရင်ကြည့်ပါဦးအတူတူကြည့်ချင်တယ်။တစ်ပတ်မှာတော့ဟိုကာကဲဖြစ်နေတဲ့ဟိုကာကဲနာရိုတိုတယောက်ရှိနေပါတယ်။ငါနာယူတာရှင်းချတော့ပြီတဲ့။ဒီမြက်လက်လို့စီကျနော်မပါ။没有接啊，这路内里嘛，眼里都凶你也不美。နာရိုတိုတယောက်သူ့ရဲ့ဆရာအတန်ကိုကြားပြီးမျက်လုံးပြူးသွားပါတယ်။အဲ့ဒါနဲ့သူ့ရဲ့မျက်လုံးနဲ့တေချာတီးပြုတ်လိုက်ပါတယ်။မဖြစ်နိုင်တာ။四个少，没有接啊啦，别有面来压力崩呢。哈哈哈哈，民追的但没这乱呀，下接啊没有什么是你啊瓜。နာရိုတိုနဲ့နှာပူးဆရာကြီးတို့ကပွေဖက်လိုက်ကြပါတယ်။မယုံနိုင်ဘူး။ဆရာတကယ်ရောက်လာတော့ဆူဒါမိတယ်။အခုလိုမျိုးအမြဲရှိသွားချင်မိတယ်။没有接啊啦，先啊才不要引着来的崩没。ဆရာသိလားကျွန်တော်အများကြီးထက်တော့ခဲ့ရတယ်ဗျာကျွန်တော်ဆရာတွေပယူလဲလက်စားချခဲ့တယ်ဗျာ一把没老路想六把不挂ကျွန်တော်တို့မတက်ခဲ့ပါဘူးကျွန်တော်တို့ဆရာတင်မေးရပဲတင်မေးခဲ့တာနောက်ဆုံးမှသူကကျွန်တော်ရှုံးခဲ့တယ်ဆရာလိုပဲဟုတ်ပါပြီဇာမိုက်ပါခဏနေပါဦးကျွန်တော်အားလုံးကျွန်တော်စကားရတိုင်းတတိပြခဲ့တယ်ကျွန်တော်ခုဆိုကလေးညောင်နဲ့မိသားစုလေးကိုပါတိဆောက်နိုင်နေပြီပါရဲ့မင်းမိသားစုလေးတောင်ရှိနေပြီလားအဲ့ဒါတို့တဲ့ကျွန်တော်ဟုတ်ကဲ့ဖြစ်လာပြီဗျာကောင်းလိုက်တာကွာဂျာပေမငါခုတီတွေလာခဲ့တာမဟုတ်ဘူးဒါပေမဲ့ဆရာရဲ့တိလာပေးမလိုက်တာဗျာငါမင်းကိုပြောနေတယ်လေမင်းရဲ့ညီငွေဆရာကိုနားချောင်ဖို့လာရမဟုတ်ဘူးလို့ပြီးတော့ငါမင်းကိုရှောင်မိတာဂျာရီကောင်းလို့မီးလုံနိုင်နေဆိုတာ哦ဒါဆိုပြောပါဦးဆရာဘာတွေရောက်လာလဲအဲ့ဒါလေဟိုခိုလီကွာပြောအောင်မလို့ရှစ်ဆရာကောင်းနေတယ်ငါမင်းနဲ့လာတွေ့တာမင်းရဲ့နာပုတ်ချစ်ဆိုလေးတိုးတက်လာပြီလားဆိုတော့ပြေးချင်လို့လာခဲ့တာပဲပါလေဟာဆရာကူတီကျောက်ဆရာကောင်းနဲ့ယူဆရာကောင်းဖြစ်နေတော့မယ်ပယုံနိုင်ဆရာပဲတေးပြီးလို့ခုမှအကောင်းနဲ့ပြန်ထွက်လာတဲ့ဆရာခုလိုပြောနေရဘတော်စင်ကိုလိုက်တာလေပြန်သိလိုက်ပါတော့ဂျေစုပြုပြီဒီလိုနဲ့ပဲဇလန်းလေးကအံ့သွားခဲ့ပါရဲ့ရှင်